မဲမင်္ဂလာပါလာမယ့်နိုဝင်ဘာလ18ရက်နေ့မှာ One Friday 5ပွဲစဉ်မှာထိုးမင်းအောင်နဲ့ Fairtech Gym ကတန်လွန်တို့ကခေါင်းပွဲဖြစ်ထိုးသက်ကြမှာပါထိုးမင်းအောင်ကသူ့ကိုထိုးမင်းလက်အတွက်ကလေးစားချေဖို့ခွင့်ရမဲ့ပွဲပါထိုင်းဖိုက်တာကတော့ထိုးမင်းအောင်ကိုဒုတိယချီမှာပဲလဲထိုးနိုင်ယူပြမယ်ဆိုပြီးလေတိုက်လာပါပြီထိုးမင်းအောင်ကတော့သူ့ကိုအတွက်လက်စားချေနိုင်ဖို့ဝေတိုင်းတွေ့ကြုံများတဲ့ဝိုင်းဖိုက်တာတန်လွန်တဲ့ပွဲမှာရုန်းကန်ရဖို့ရှိနေတာပါလာမယ့်တောက်ကြညမှာပဲနောက်ထပ်ချင်းလူငယ်ဖိုက်တာဟာလိမ်အွန်ရဲ့ပွဲကိုပါကြည့်ရှုရအောင်ပါလာမယ့်တောက်ကြညမှာမြန်မာဖိုက်တာတွေခြေနေကောင်းနိုင်မလားစောင့်ကြည့်ရပါမယ်နောက်ထပ်တင်ဆက်ခြင်းတဲ့သတင်းတစ်ပုဒ်ကတော့ကျွန်တော်တို့ရဲ့ချင်းလူငယ်ဖိုက်တာလေးဂျိုရှူအာဗန်နဲ့ဘရာဇီးဖိုက်တာပန်တိုဂျာတို့ရဲ့ပွဲစဉ်တွေပါဂျိုရှူအာဗန်နဲ့ပန်တိုဂျာတို့ရဲ့ပွဲကတော့လာမယ့်ဒီဇင်ဘာလမှာကျင်းပမယ် UFC 323ပွဲစဉ်မှာချန်ပီယံကပတ်လူကြတော့မယ်ဆိုပြီးမကြာခင်ကကျင်းပခဲ့တဲ့ UFC ပြိုင်ပွဲမှာဂျိုရှူအာဗန်ရဲ့တငယ်ချင်းကနိုင်ပွဲပြီးမှထုတ်ဖော်ပြောကြားသွားခဲ့တာပါ UFC 323ပွဲစဉ်ကတော့လာမယ့်ဒီဇင်ဘာ9ရက်နေ့မှာကျင်းပဖို့အတည်ပြုထားပြီဖြစ်ပြီးတော့ UFC ကတော့ဘယ်ပွဲစဉ်တွေပါဝင်လာမလဲဆိုတာတရားဝင်ချပြမလာသေးပါဘူးဒီပွဲမှာချန်ပီယံကပတ်ကာကွယ်ရမယ်ပန်တိုဂျာကတော့ပရိသတ်တွေကနတ်ဖျားလို့ထင်နေကြတဲ့ဂျိုရှူအာဗန်ကိုတန်စရာတကားပိတ်လိုက်တာနဲ့ပွဲသိမ်းပြမယ်ဆိုပြီးပြောလာပါပြီချန်ပီယံကပတ်လူမဲ့ဂျိုရှူအာဗန်ကတော့ပန်တိုဂျာတွေးခဲ့ဖူးတဲ့ပြိုင်ဘက်တွေကပန်တိုဂျာကိုရှိန်နေကြလို့အလွယ်တကူနဲ့ရှုံးပေးခဲ့ရတာဖြစ်ပြီးသူကတော့ရှိန်နေမှာမဟုတ်ပဲရေးရေးကြီးကစားပြီးအမှတ်ဆုံးဖြတ်တိမဟုတ်ပဲပွဲချိန်တွင်းမှာပဲအဆုံးသတ်ပြမယ်ဆိုပြီးပြန်လေသုံးပြန်လိုက်တာပါဆက်လက်ပြီးသူ့ကိုစိတ်ပူပေးကြတဲ့ပရိသတ်တွေအနေနဲ့လည်းစိတ်မပူကြဖို့ပန်တိုဂျာကိုအနိုင်ရဖို့အတွက်အကောင်းဆုံးပြင်ဆင်ပြီးသူကသာချန်ပီယံစစ်မှန်ဆိုတာသက်သေပြသွားမယ်လို့ပရိသတ်တွေကိုကတိပေးလာတာပါအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်